နေပါဦးဆိုခင်မှာနီးပြီကျွန်တော်လုံးမဖောက်ပါဘူးကျွန်တော်လည်းထိုင်မို့အဲ့လိုကိုက်နေမှာမပါဘူးကျွန်တော်အရှိမ event တွေ3လထိုင်မို့တွေတော်တော်များနေမဖောက်တော့ဒီနေ့မှာကျွန်တော်ဒီဂျူလီယန်ရဲ့လှတယ်ဗျာကျွန်တော်မထားသေးလို့မာဒီစကင်အဖိုက်တဲ့ animation ဆက်ကြည့်နော်ဒီကတော့လည်းကျွန်တော်ဒီ UG ဘုန်းစတဲ့ဒီစကင်ကိုပို့ထိုက်တယ်တော်လည်းဂျူလီယန်တော့အဗလာရ rap ပုံစံလေးကတော်တော်လေးကိုလည်းတော့ပြောလို့ရတယ်။အိုးဟုတ်လည်းနော်။နောက်လည်းကိုရှင်တော့ကြည့်နော်။ဟာ။ဒီတရားတော့နာတို့ရဲ့ပါလာအောင်ဒီ။စာဒီ animation တော့ဒီကားဒီဟာဒီနောက်တော့တခါမကြည့်ဘူးတကယ်လို့လား။ဒီကျူမှာ recall တက်တော့မှာ recall မကြည့်ဘူး။ဒါတော့တခါမယ်။တော်လည်းကင်ကောင်လုံးကပြောရမရှိအောင်လာတယ်ကျွန်တော်ပတ်ဝိုင်းတော့ပတ်ဝိုင်းမှတူပြောခဲ့မှာတော့ဒီကိုစကင်လေးကိုယူလာကြပါအခုပြန်လာနေပါတယ်ကျွန်တော်ပတ်ဝိုင်းတော့ဒီကိုစကင်ပေးသွားတယ်ပေါ့နော်အခုတော့ကျွန်တော်ဒီနောက်တက်အခုတက်လာတယ်ဒီထဲမှာကျွန်တော်ကိုစကင်ရပြီးတဲ့လူတွေကဒီကဗလာစကင်ကိုယူတော့ရတယ်ပေါ့နော်တကယ်လို့ brother တွေလည်းမရသေးလို့ဆိုတော့ကျွန်တော်ကိုစကင်ကိုယူပါခဏလေးလို့ခမားသေးလို့ကိုစကင်ကကျွန်တော် recommend ပေးတယ်ဘာလို့ကိုကတော့နောက်တော့စကင်ဖြစ်တော့နော်ဒီစကင်ကတော့ရအောင်ဒီမှာယူနေတယ်နှစ်ခါတိတိလာနှစ်ခါရှိပါပြီဟုတ်လားနော်အခုတော့ကျွန်တော်တွေစကင် effect လေးတစ်ချက်တော့ animation effect လေးတက်တော့ကြည့်ရနော်လေးချက်ဒီလိုလေးဝင် Let's see fighter ရဲ့မှာ Julian ဘယ်ရောက်လာအေးဒီရဝင်ရမေးပါပါစကင်ရဖာရီတော့ကြည့်ကြနော်ဒါမို့ဆိုဒါ skill 1 skill 1အိုးသူ့ပါဒါတော့ခုရှင်ရောနော်2ဒါပါလေဒါမစိုးဘူးဗျတိတ်တော့ကျွန်တော်အားမရမစိုးကြည့်လို့ရလမ်းနေဗျာတိလားအေဒီရောစိုးဗျဆိုတော့လည်းဂျူလီယန်တော့ရှိရဂျူလီယန်စိုးတော့နာဒီစကင်တိတ်တော့ဒီကောင်မှဂျူလီယန်တော့အဲ့တိတ်မကြိုက်ဘူးစင်ဂျူလီယန်ကပုံမရလို့ပြောလို့ရ